ကုန်ယူပါတယ်တင်လွိုင်ကော်ကချက်ကူတွေကိုညဘက်တွားလိလာဖို့စီစဉ်ပြီးပါပြီတင်တငယ်ချင်းတွေကလည်းလိုက်ခဲဖို့သဘောတူပြီးသားပါသူတို့ကိုအခုပဲမန်ရှင်းခေါ်ပြီးခီးစဉ်စတင်လိုက်ပါစီကန်၅ခုကိုလိုက်နာပါစီကန်နံပါတ်1ဂူရဲရောက်ရင်ကျိုးအနေနဲ့ချီပြီးနေရံမော်ချိတ်ထားတဲ့အခေါင်းတွေတွေ့ရင်ဖွင့်ကြည့်ဖို့မကြိုးစားပါနဲ့စီကန်နံပါတ်2ည9:09မှာတင်တို့စီလာနေတဲ့ခြေရာတွေကိုတွေ့ရနဲ့ခဏငြိမ်သက်နေပါတင်တို့ကိုလိုက်ရှာနေရပါစီကန်နံပါတ်3ည8:28မှာကလေးငိုတန်ရှားရရင်လိုက်မရှာပါနဲ့တစိငိုတန်ကိုကြားနေရတာပါစီကန်နံပါတ်4 9:45ရောက်တာနဲ့တင်တို့ရောက်နေတဲ့နေရာမှာတင်တို့နာမည်တွေပေါ်လာပါလိမ့်မယ်တော့မထီပါနဲ့စီကန်နံပါတ်5ည7:17မှာဂူရဲအော်ဟစ်တန်ကြီးကြားလာရရင်တော့ဂူရဲကနေချက်ချင်းထွက်ပါ12နာရီမကြော်ပါစေနဲ့စီကန်တွေကိုလိုက်နာမှသာအားလုံးဂူရဲကပြန်ထွက်လာနိုင်မှာပါကံကောင်းပါစေ